2026အတွင်းရနိုင်ပါတယ်ဒါပေမဲ့ကိုနဲ့သူနဲ့က type အရန်တူနေတယ်အမမင်္ဂလာပါညီမကတော့အင်ဒရာပါဒီနေ့မှာအင်ဒရာကမေခွန်းလေးတစ်ခုကိုဖတ်ပေးပါမယ်မေခွန်းလေးကတော့ကိုကလည်းအရန်ချစ်ပြီးတော့ကိုကိုလည်းအရန်ချစ်တဲ့သူဘာတော့တွေ့မလဲဆိုတဲ့မေခွန်းလေးပဲဖြစ်ပါတယ်2026အတွင်းရနိုင်ပါတယ်ဒါပေမဲ့ကိုနဲ့သူနဲ့က type အရန်တူနေတယ်ကိုကလည်းဒေါသကြီးတဲ့အတွေးများတဲ့သူတစ်ယောက်သူကလည်းဒေါသကြီးတဲ့အတွေးများတဲ့သူတစ်ယောက်နှစ်ယောက်လုံးကထက်မြက်တယ်နှစ်ယောက်လုံးကအမှန်အရာကိုပြောတတ်တယ်နှစ်ယောက်လုံးကရုပ်တည်တယ်နှစ်ယောက်လုံးကဥဆောင်နိုင်တဲ့သူပေါ့နော်အဲ့နှစ်ယောက်လုံးကအမုံကနေအချစ်ပြောင်းသွားမယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်အရင်ချစ်ပြီးတော့နားလည်မှုတွေရသွားပါလိမ့်မယ်။ရာနေပြီးတော့ပဲကိုတွေနှစ်ယောက်ကမှုန်တိုင်းမဟုတ်ဘဲနဲ့ပိုကောင်းတဲ့လေပီလေညင်းလေးအဖြစ်ဖန်တီးနိုင်မှုလဲနှစ်ယောက်လုံးကညှိယူစရာတွေအများကြီးရှိပါတယ်။ဘာကိုရဲ့ဒေါသကြီးမှုတွေအတွေးများမှုတွေအုံနောက်ကိုပဲတုံးပြီးတော့စဉ်းစားတာမျိုးတွေကိုရှော့မယ်ဆိုလို့ရှိရင်တော့ကိုကဒီနှစ်အတွင်းမှာကိုအရင်ချစ်မဲ့သူသူကလည်းအရင်ချစ်မဲ့သူကိုလည်းတကယ်သဘောကျမဲ့သူနားလည်ပေးနိုင်မယ်ပိုကောင်းအောင်လမ်းပြပေးမဲ့သူကကိုရဲ့ဘရင်မကိုရဲ့ဘရင်ကဒီနှစ်အတွင်းမှာတွေ့ရပါလိမ့်မယ်ခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်